ပေါ်ပေါ်လေးကျက်နော်အားလုံး3စီးတော့ပါမယ်တူတယ်80နဲ့2မိုင်ဝန်းကျင်တော့ရှိတာပေါ့တတိကွန်းဘက်ကနေပြီးတော့အပေါ်ဖြတ်တက်ပြီးတော့ဒီခရမ်းဘက်ကနေပြန်ဆက်ပြီးတော့မှတရားကိုသွားတရားကနေမှကြောက်တမ်းဘက်ကိုပတ်ပြီးပြန်มาဖြစ်ပါတယ်ကျွန်တော် KCC က3စီးတော့ပါမယ်ခဏတော့ဒီမှာပြောင်းကြည့်တော့ဆိုတော့ဒီလမ်းလေးကတော့ကျွန်တော်တတိကွန်းကနေပြီးတော့မှဒုံးတပိကဘော့ဘရိကbrain ဟောက်ဘက်ကိုထွက်တယ်လမ်းလေးပေါ့နော်လမ်းလေးကတော့တော်လေးကိုမိုက်ရလားစာရမှာပြင်ကြီးလမ်းကလာရဆိုပေါ့နော်တောင်ရောက်ရှိညာချိုးပါလေဒီနားလေးမူစားနာလိုက်နော်ဘိုက်ကနေစားနေဆင်းမောင်းမလမ်းပေါ့နော်လည်းကျိုးစားဟိုကစားပြီးတော့နေပေါ့နော်ဟိုကစားတော့တိတ်ရောမဟုတ်သေးဘူးဟေးဒီကျွန်တော် main line တွားပြီးတော့ဒီကလေးကိုချိုးမယ်ပေါ့နော်ဒီကလေးကိုချိုးခရမ်းဒါရွှေလေးကိုတွားလာမှာကိုအကျန်ဟိတ်လားဒါဘယ်ကိုတွားဒါငါတို့ဟာခင်းရဲမျိုးကပေါ်ပြီးတော့ခတ်လို့ဟုတ်ဒီကကွာရောဒီတော့ငါပိန်းကန်ပိန်းကန်တော့ငါတိုက်တူးကန်ထိုးလို့ရတယ်အခုငါတို့ကတိုက်တူးကန်တော့ငါတို့ကဟိုခင်းရဲမျိုးအထွက်ကဟိုလက်ပံတောင်တော့လက်ပံတော့ဖြတ်ခေးအဲ့တော့ဒီတော့ကျူးတာအဝင်ပေါ့လားရနေပြီဘယ်ဘက်လေးကိုချိုးမှာဒီကတော့ချိုးမယ်လက်ပံတော့ရအဲ့နည်းနည်းလေးမှားပါဘူးဘူးရောအဲ့ထွက်လိုက်ရောနားလီယာနားပြီးတော့ကြည့်အားတော့ကျွန်တော်တို့ရင်ခောက်ကသွားတယ်လမ်းပေါ့ညောင်ကြီးတို့ပါညောင်ကြီးတိုက်တူးကန်ဒီဘက်ကသွားတယ်ပါတော့ဟိုတကယ်တော့လည်းအောင်တက်လာပါတကယ်တော့လည်းဆက်တာကိုကျော်မရသေးဘူးနော်တရားသိနေရောဟုတ်ဒီကျွန်တော်ကမ်းပြေးအဆောက်ရနော်ဒီမှာမင်းသားမကြီးရဲ့ကြားပြီးမင်းသားမကြီးကနေညာအချိုးကြီးရဲ့သုံးပါးတော့ဆက်နေတာဆိုတော့ကျွန်တော်သုံးပါးကိုသွားနေလားဒီကနေဆက်ဆက်ဒီကသုံးနိုင်မှာတော့ပို့နေနေတော့လက်သမားကြီးလို့ဆိုတော့ရောက်တယ်နော်ဒီကလေးခဏတောက်လိုက်အောင်သုံးပါးမျိုးနဲ့အဆုံးသုံးပါးမျိုးနဲ့အဆုံးတယ်ဒီညာကြမှာဒီရောက်လျှောက်ကအကုန်သုံးပါးပိုင်နေတယ်နော်ဟုတ်ကရပနာကြမှာကျွန်တော်တို့ဟွာသရားပိုင်ဖြစ်သွားမဟုတ်လားနော်ဒီအနောက်ကကျော်လာမြတ်တော့လျှောက်ကုန်ကအသုံးပါပိုင်အဲကျွန်တော်ကြောက်တန်းလေးလာကြည့်ရပြအစာရဲကျွန်တော်မှထမ်းတော့